2026 January တုန်းကကျွန်မကိုရီးယားကိုသွားခဲ့တဲ့ vlog လေးကိုရိုက်ထားတာဖြစ်ပါတယ်ရှင်ကျွန်မရဲ့ dormitory ရှိရာနေပြီးတော့ Suvarnabhumi International Airport ကို Grab CB သွားနေရဖြစ်ပါတယ်ရှင်ဒီနေ့ကလာပြေးနေမို့လို့လာကြီးရထိန်တာနေပါတယ်ရှင် check in ဝင်နဲ့ immigration ဝင်ပြီးတော့ကျွန်မ bike စာနဲ့ McDonald ကဘာကာလေးဝယ်စားခဲ့ပါတယ်ပြီးရင်တော့ boarding gate ကိုသွားပါတယ်ခုဆိုရင်တော့ကျွန်မကိုရီးယားသွားဖို့အဆင်သင့်ဖြစ်ပါပြီflight ကတော့ Thai Airways ကိုရွေးချယ်ခဲ့ပါတယ်ရှင် class ကတော့ economy class ပါရှင်တယောက်တည်းဆိုတော့ကြောင်ကြောင်ကြီးဖြစ်မနေအောင်လို့ပေါ့နော် night flight လေးကိုရွေးခဲ့ပါတယ်ရှင်အချိန်ရဖြစ်တော့ Bangkok စံတော်ချိန်12နာရီလောက်ရှိပါပြီရှင်ရောက်ချင်းသူတို့ကဒိုးနက်နဲ့ရေတပူးပေးပါတယ်ဒါကတော့ဒေရင်ဘော်ကကျွေးတဲ့ breakfast ဖြစ်ပါတယ် Incheon Airport ရောက်တာနဲ့ကျမက kimbap လေးဝယ်စားခဲ့ပါတယ်ရှင်ဒါပြီးရင်တော့Chonan University ကိုသွားဖို့အတွက် bus ကားစောင့်နေရဖြစ်ပါတယ် bus ကလည်းစောင့်ကြမလို့ဘူးပေါ့နော်ချက်ချင်းရပါတယ်ရှင်ကျမကတော့အရန်ပျော်နေတာပါအရန် AB ပါစက်ထဲကအငွေ့တွေထွက်နေတော့အရန်ပျော်ပါတယ်ရှင် Incheon Airport ကနေပြီးတော့ဒေဂျွန်းကိုသွားဖို့အတွက်ကျမတို့ bus ကို3နာရီလောက်စီးခဲ့ရပါတယ် Bangkok ကနေပြီးတော့ Incheon Airport ကိုတော့လေယာဉ်ကို9နာရီလောက်စီးပြီးတော့အင်ချုံကိုရောက်တာဖြစ်ပါတယ်ရှင်။အဲ့တော့ကျမတို့ရဲ့ Chonan University ရဲ့တက္ကသိုလ်ဝင်း dormitory အဆောင်လေးရှိရဖြစ်ပါတယ်။ညဘက်လေးရောက်ကိုကျောင်းသားမှာရှိရဲ့ကျမတို့ဒီ barbecue ဆိုင်လေးမှာဝက်ဥကင်သွားစားခဲ့ပါတယ်။ဒီဟင်းရီလေးကတော့သူတို့က free ပေးတာပါ။ဝက်သွေးရယ်ပဲပင်ပေါက်ရယ်ဟင်းနုနွေရယ်ထင်တယ်အဲ့ဒါ free ပေးတာပါရှင်။ဝယ်စားရတာတော့ဒီဝက်ဥကင်နေပါရှင်။လုံးဝညှိနှိုက်ကင်ပြီးစားလို့ကောင်းပါတယ်ရှင်။ kimchi ရလည်းအစုံပါပဲဒါလည်း free ပါပဲရှင်ပြီးတော့ဒီ salad တုပ်လည်းသူတို့ free ပါပဲရှင်ဒါကတော့သူတို့ဆိုင်ရဲ့ဈေးနှုန်းလေးပါရှင်ရောက်တော့ cash ရဲ့အရသာကိုသိချင်လို့တကုံလောက်တော့တောက်ခဲ့ပါတယ်ရှင်ဒါကတော့ကိုရီးယားကားတွေမှာမြင်ကြဖြစ်တယ်သူတို့ရက်ွက်က playground လေးပါရှင်အရန်ချစ်ဖို့ကောင်းပါတယ်ဒါကတော့အပြန်လန်းကျမတို့တက္ကသိုလ်ဝင်းထဲမှာတွေ့တဲ့ရေကန်ပါရှင်အဲ့ရေကန်မှာလေးဘလောက်အေးလဲဆိုရေတွေခဲနေတာပဲရှင်သွားခဲ့တဲ့အချိန်က January လဖြစ်တဲ့ကြောင့်မလို့ကိုရီးယားရဲ့အေးဆုံးအချိန်ဖြစ်နေတာပါရှင်ဒီဂရီကလည်း minus ကိုက်ပါတယ်ရှင်နောက်နေ့ရောက်တော့ကျွန်မ class စတက်ရပါပြီရှင်တက်ရတဲ့အဆောင်နဲ့အနီးနားမှာကဖေးဆိုင်လေးရှိလို့ကျွန်မဝင်တောက်ခဲ့ပါတယ်ရှင်အပြင်မှာအရန်အေးတဲ့အချိန်မှာ coffee ပူလေးတောက်လိုက်ရတဲ့အရာသာတော့ဘာနဲ့မှမလဲနိုင်ပါဘူးရှင်ကိုရီးယား coffee တွေကလည်းအရန်တောက်လို့ကောင်းပါတယ်သူကလေ coffee ပါဝင်မှုနဲ့အတွက်ကြောင့်မလို့တနေ့ကို2ခွက်တောက်ရင်မတုံပါဘူးရှင်ကျမကတော့အရန်ပျော်နေပါတယ်ရှင်ဒါကတော့ orientation မှာကျွေးတဲ့ breakfast ဖြစ်ပါတယ်ရှင်ဒီပုံလေးကတော့ CNU မှာနိုင်ငံပေါင်းစုံလာကြွေးကြတဲ့ကျောင်းသားကျောင်းသူတွေရဲ့ပုံဖြစ်ပါတယ်ကျမလည်းအပါဝင်ပါရှင်ဒါပြီးရင်တော့ကျမက lunch သွားစားပါမယ်တခါလေးကျောင်းက free ပါပြီးသားပေါ့နော်ထမင်းနေဟင်းတွေကိုကိုလိုတလောက်ယူပြီးတော့ထည့်လာလို့ရပါတယ်နောက်မှတော့သွားထည့်လို့မရပါဘူးတခါလေးကိုစားနိုင်တလောက်ယူလာရပါတယ်ဟင်းတွေကကျွေးတာကတော့ဝတ်သားအဆက်ချက်ရယ်ကင်ချီရယ်ဂေါ်ဘီပြုတ်ရယ်တခွားသီးတုံးနဲ့ရေညှိတုပ်ပါရှင်ပဲပဲဟင်းညိုလေးထမင်းလေးရတယ်စီစီလေးနဲ့စားလို့ကောင်းပါတယ်ဒါကတော့ဒေနာမှာကျွေးတာပါအကျော်တော်တော်များများဆိုရင်တော့အခုရေတက်မှတ်ထားပါတယ်တခါလေကြာရင်2ခုပဲယူရတဲ့အချိန်တို့3ခုပဲယူရတဲ့အချိန်တို့အဲ့လိုမျိုးရှိပါတယ်နော်ဒီ temperature ကျော်ကတော့9ကျော်ဖြစ်ပါတယ်ရှင်ပြီးတော့ကျွန်မရေညှိလေးယူခဲ့ပါတယ်ရှင်ပြီးရင် sauce လေးထားလို့ sauce လေးယူပါမယ်ရှင်9ကျော်နဲ့တိုးစားဖို့ပါkimchi ယူပါမယ်ရှင်မုံလာဦး kimchi လည်းအရင်စားလို့ကောင်းပါတယ်အများနဲ့ kimchi တစ်မျိုးမို့တစ်မျိုးပါပါတယ်ရှင်ဟိုဘက်ကတော့9ကျော်နဲ့တွဲစားတဲ့ sauce ရဲ့တခွားသီးချီရဲ့ပါဟင်းရည်ကတော့ kimchi ဟင်းရည်ကိုပဲပြားရဲ့ပဲကြဆန်ရဲ့အသားရဲ့ပါပါတယ်ရှင်အသားကတော့အမဲသားထင်ပါတယ်ရှင်နေ့လည်စာတော့စားလို့ကောင်းပါတယ်ညစာကျတော့ဒီအကျော်နဲ့ကျတော့အရင်ရောတိတ်စားမကောင်းဘူးပေါ့နော်ဘာဖြစ်စားလို့တော့အဆင်ပြေပါတယ်ရှင်ပြီးရင်ကိုစားပြီးရဲ့ဟင်းနေကြံလို့ရှိရင်တုံမေးရတယ်ပြီးတော့မှပကံကိုတင်မေးရပါတယ်ရှင်စိတ်တဲ့သူတွေရှိညဘက်ကျတော့အပြင်သွားပါတယ်ရှင်ကျမတို့ကထမအောင်ဆုံးရောက်ချင်းဆိုတော့လေခတ်တေးပါတယ်မလုပ်ရသေးဘူးဆိုတော့အော်လို့ထိုင်းလိုပဲ cash နဲ့စီးလို့ရမယ်ထင်လို့ကျမတို့တက်သွားတော့သူတို့ကဒီ T-money card နဲ့ပဲစီးလို့ရတယ်ဆိုတော့ကျမတို့ free စီးခဲ့ရတယ်ပေါ့နော်အဲ့ဒါနဲ့ကျမတို့ CU မှာ T-money cardဝယ်ခဲ့ပါတယ်ရှင် T-money card ကဒီ convenience store တော်တော်များများမှာဝယ်လို့ရပါတယ်နော်ကျမတို့ဒေဂျွန်မြို့မှာရှိရဲ့ Daejeon Sky Road ကိုသွားခဲ့ပါတယ်ရှင်အဲဒီမှာတော့ဒေဂျွန်မြို့ရဲ့ night life လို့ပြောရမလားမသိဘူးလူငယ်တွေတော်တော်များများအဲ့လမ်းမှာအစုံပါပဲရှင်ကျမကတော့လုံးဝ Olivian fan ဆိုတော့ရောက်တာနဲ့ Olivian ကိုဝယ်ပါတယ်ဝင်ပါတယ်ပစ္စည်းတွေလိုက်ကြည့်ပါတယ်လိုချင်တာတွေကိုကောက်ထည့်ပါတယ်ဝယ်ခဲ့ပါတယ်ရှင် Olivian ကအပြန်ဘိုက်စာတာနဲ့တောက်ပူကီနဲ့အော်မုတ်ကို
အရင်စားခြင်းနေရနဲ့ဟိုဘက်ကားလမ်းမှာလိုတက်လေးနဲ့ရောင်းနေဆိုင်လေးရှိပါတယ် K drama တွေထဲမှာဆိုလုံးဝတက်နေတက်ကနေပြီးတော့ရောင်းနေဒီအုံမုတ်တို့ဒီတော့ပူကီတို့ကိုစားပြနေအောင်ကျမအရင်စားခြင်းခဲ့ရပေါ့နော်အားနဲ့သွားစားမှာဖြစ်ပါရဲ့ရှင်ဒီဒေဂျိုစကိုင်ရိုဘက်ကလမ်းကလေတော်တော်ကိုစီတာပါလူငယ်ကြီးလည်းအများကြီးပဲစိုက်နေလဲအများကြီးရှိရပေါ့နော်ဒီ barbecue အကင်ဆိုင်ကလည်းတော်တော်လေးစားကောင်းပါတယ်ဒါကျမတို့စားခဲ့ပါတယ်ဒီနေ့မှာတော့မစားဖြစ်ခဲ့ဘူးပေါ့နော်နောက်တစ်ရက်မှစားတာပါအဲဒီဆိုင်မှာရှင် cafe restaurant နေပြီးလို့ရှိရင်နောက်ထပ် game ဆိုင်နေအစုံမဲ့ဒီလမ်းမှာအစုံရှိရပါကျမကတော့ဒီ track ကားလေးနဲ့ရောင်းနေဆိုင်မှာဝယ်စားခဲ့ပါတယ်ရှင်အော်မုတ်လည်းစားခဲ့ပါတယ်ဟင်းရတော့ကြိတ်တလောက်စားလို့ရပါတယ်ဒါကတော့တော့ပုတ်ကြီးပါရှင်ကုန်းတော့နဲ့ temperature တွေအစုံရှိရဆိုပေမဲ့စွန်းတယ်လည်းရှိပါတယ်ကျမတို့ကဒါပေမဲ့ dinner စားလိုက်တော့ကြောင့်မလို့တော့ပုတ်ကြီးနဲ့အော်မုတ်ပဲစားခဲ့ပါတယ်တော့ပုတ်ကြီးကတော့ဒီဆိုင်လေးကအရသာတော့ရမ်းရည်တိတ်မကောင်းပါဘူးရှင်သူရဲ့ fish cake ကကြတော့ဆန်ပါဝင်မှုတော်တော်လေးများနေရပါတော့ဒီဆိုင်နဲ့ဒီဆိုင်တော့မတူပါဘူးရှင်အရသာလေကောင်းတဲ့ဆိုင်တွေကလည်းစားလို့ကောင်းပါတယ်ရှင်ဖေးတင်တွက်တဲ့ဆိုင်တွေကတော့တော်တော်များများရှိတယ်ပေါ့နော်ကန်ကြီးမှာတော့ညီမ CU ကနေပြီးတော့ကိုရီးယားမို့ဘက်နေမှာတွေ့နေကြ peach အေးရဲ့ချွေးထုတ်ခန်းနေမှာစားတယ်ကြက်ဥပြုတ်ရဲဝယ်ခဲ့ပါတယ်သူကပြုတ်ပြီးသားကြက်ဥမှာမီးသွေးနဲ့ပြန်ပြီးတော့ဖုတ်ထားတဲ့ပုံစံမျိုးပေါ့နော်ဒီနေ့မနေ့ရောက်ပါပြီရှင် breakfast ကို coffee ဝယ်သွားပါတယ်ပြီးရင်တော့နှစ်ပတ်တာကာလအတွင်းတင်ရမယ်အတင်ကန်းကိုသွားပြီးတော့စာလေးတင်လိုက်ပါအောင်မယ်ရှင်နောက်ထပ် vlog တွေမှာဆက်တွေ့ပါမယ်ရှင် see you in the next video